Hello မင်္ဂလာပါဒီနေ့တော့ channel မှာရှိတဲ့ဂျင်းကားပင်လေးရဲ့အစွမ်းထက်ဆေးဘက်ဝင်ပုံကိုပြောပြမယ်နော်။နဒီတို့ကဂျင်းကားပင်လို့ခေါ်ကြတယ်။တချို့ကတော့တောကျဟင်းကားသီးလို့လည်းခေါ်ကြပါသေးတယ်။ဒီအသီးလေးတွေကတာမန်ကျဟင်းကားသီးထက်အရသာပို့ပြီးတော့ခါတတ်တယ်။ဒါပေမဲ့သူ့ရဲ့ဆေးဘက်ဝင်အာနိသင်ပုံကတော့အမခန်းပါပဲနော်။အဓိကကတော့စီးကြိုသွေးကြိုကိုတိတိတသာကြာဆင်းစေတဲ့နေရာမှာနာမည်ကြီးပါတယ်။အစာအိမ်နဲ့ဦးလန်းချောင်းကိုတန့်စင်ပေးတယ်။သွေးရင်းကမကောင်းတဲ့အဆီဓာတ်တွေကိုရှော့ချပေးပြီးတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကိုလည်းအများကြီးမြင့်တင်ပေးနိုင်ပါသေးတယ်။ဒီဂျင်းကားရွက်ကလေးတွေကတော့လေခန္ဓာကိုယ်ရဲ့ကအစိတ်အတောက်တွေကိုဖယ်ရှားပေးတယ်အဖျားကျစေပြီးတော့သွေးတိုးကျစေတဲ့နေရာမှာတော်တော်လေးကိုအသုံးဝင်ပါတယ်ဒါပေမဲ့အကောင်းနဲ့အဆိုးကတော့ဒွန်တွဲနေတယ်လို့ပါပဲသဘာဝဆေးဘက်ဝင်ဖြစ်ပေမဲ့တန်ဆေးလွန်ဘေးဆိုတာကတော့အမြဲတမ်းသတိပြုရပါမယ်နော်သူ့မှာသွေးကြိုကျစေတဲ့အာနိသင်ပြင်းထန်လို့စီးကြိုကျစေတောက်နေတဲ့သူတွေကိုယ်ဝင်ဆောင်တဲ့တွေနဲ့နှုတ်တိုက်မိခင်တွေကတော့အလွန်ကျွံစားသုံးတာမျိုးကိုရှောင်ကျဉ်ပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာစားသုံးသင့်ပါတယ်နော်ကဲတငယ်ချင်းတို့ဒေတာမှာရောဒီအသီးလေးတွေကိုဘယ်လိုခေါ်ကြလဲချက်စားလေးရှိကြလားဆိုတာ comment မှာရေးသွားပေးကြပါအောင်เนาะကျမရဲ့ဘူတူတာလေးတွေကိုထပ်သိချင်ရင် follow လုပ်ထားဖို့မမေ့ပါနဲ့အောင်เนาะတတာ